ဒီတစ်ခေါက် vlog လေးကတော့အမီ home up အလိုက်နေမှာ overnight stay နေခဲ့တာလေးပါဒါတော့အမီ outfit check လေးပေါ့နော်ဒါလေးကတော့အမီညီမလေးပါ photographer ပေါ့နော်အမီကဒီနေ့သွားမယ်ဆိုမနေ့ရဲ့ပစ္စည်းတွေတခြားထုတ်ပို့ပြီးပြင်ဆင်လေးရှိရပေါ့နော်အမီသွားတဲ့နေရာလေးကရန်ကုန်နဲ့တိတ်ပြီးမဝေးပါဘူးကားနဲ့သွားရင်တနိုင်ခွဲကျော်လောက်ပဲမောင်းရတယ်ပေါ့နော်သွားရလန်ကတော့အရင်ကျန်းနေတယ်မပါပါဘူးဒါကတော့အမီသွားတဲ့နေရာလေးပေါ့နော်ဒါဝင်ချင်းပေါက်လေးပါအမီသွားခဲ့နေရလေအခုလိုဆယ်လေးလေးရှိရပေါ့နော်သူ့ရဲ့ view ကလေတော်တော်လေးစိတ်အေးချမ်းရလေးလေးတဝီဝီနဲ့ထိုင်လို့လည်းတော်တော်လေးကောင်းပါတယ်အမျိုးရောက်ပြီးရတဲ့တိတ်ကြောင်လေးကတဝီဝီကိုတိုက်နေတော့အရှိရတက်မလေးကအမျိုးကြီးမဲ့တန်လေးပါဒါတော့ toilet တို့ရေချိုးကန်တို့နဲ့ဒါတက်နဲ့ဆက်ထားတဲ့လင်းလေးပုံစံပေါ့နော်အမီပြပြရေချိုးရပဲဖြစ်ဖြစ်အင်နာသွားရပဲဖြစ်ဖြစ်တန်ရဲ့အနောက်မှာပဲဆိုတော့လေတော်တော်လေးဆင်ပြေပါတယ်ပြီးတော့လေရက်တိုက်ပြီးမိုးရလုံးဝသဲတော့ပါပဲဒါပေမဲ့အခုလိုညနေပတ်လေးရောက်သွားတော့မိုးကတိတ်ပြီးတော့အလိုနေလေးပြန်ထွက်လာရပေါ့နော်အဲ့တော့မှအမီသူ့ရဲ့ဆယ်ပုံမှာစောက်ထားတဲ့ဒီနေရာလေးမှာတက်ပုံလေးရိုက်ပါတယ်ဒါလေးကတော့အမျိုးတက်နေကနေမြင်ရတဲ့ view လေးပါသူ့ရဲ့ရာဒီဥရကြလေးမိုးလေးရွာပြီးတော့တိတ်ရွယ်လေးရစားစိမ့်စိမ့်ဆူဆူလေးနဲ့ပြီးတော့လီလေးတခုခုတိုက်ပြီးတော့အေးလေးနဲ့နေလို့ကောင်းပါတယ်ပြီးတော့လေလုံးဝတိတ်တိတ်ဆိတ်ဆိတ်နဲ့အေးချမ်းချမ်းနေခြင်းနဲ့သူတွေဆိုဒီနေရာလေးကိုလုံးဝအကြိုက်တွေ့မှာပေါ့နော်အမီညနေဆောင်9နိုင်ခွဲလောက်ကျတော့အမီကတ်တလော့ဖိုတိုလေးရှာရှိရတောင်းလို့အမီတစ်ခေါက်ထွက်ပြီးတော့ဒီနေရာလေးတပုံလေးရိုက်မှာပေါ့နော်အမီဝတ်ထားတဲ့အထည်လေးနဲ့သူ့ရဲ့နေရာလေးကတော်တော်လေးလိုက်သွားရပေါ့နော်အမီညနေဆောင်အချိန်ဆိုတော့လေသူ့နေရာလေးပါဖျားနေရဆိုပုံလေးတွေပို့ပြီးရေးလို့လှပါတယ်အမီအထည်လေးရိုက်လို့ပြီးပြီဆိုရင်တော့ညနေဆောင်6နိုင်ကျော်လောက်ဖြစ်ပြီပေါ့နော်အဲ့တော့ညနေစာဒင်နာလေးဝင်စားလိုက်ပါတယ်ပြီးတော့အမီအဲ့နေ့ကအရင်ပြစ်မှန်ပြီးတော့ဘာမှမလုပ်ဖြစ်ဘူးပေါ့နော်ညဘက်အိပ်ပျော်သွားပါတယ်အမီမနေ့ပိုင်းတော့မုန်းငါစားခဲ့ရပေါ့နော်ပြီးတော့အမီကတ်တလော့ဖိုတိုလေးရိုက်ဆက်ရှိရနောက်ထပ်အထည်လေးရိုက်ပါတယ်အမီပုံလေးအများစုကအမီညီမလေးကိုယ်တိုင်ရိုက်ပေးရပေါ့နော်သူလုံးဝရိုက်ပေးရများပြီးစိတ်မရှိရလို့အခုလိုမျိုးမမနဲ့ထိုင်ဆောင်နေရပါပြီးတော့အခုလိုပတ်ခတ်လေးလည်းသူတို့ထားပေးရပေါ့နော်အမီအဲ့ဒါလေးလည်းစီးခဲ့ပါတယ်အမီအထည်လေးအားလုံးရိုက်ပေးတော့နှိပ်ရင်ဆက်တက်လောက်တော့ရှိပြီပေါ့နော်အမီရေချိုးမလို့ပါပြီးတော့အမီကပြန်ပါတော့မယ်သူရဲ့ချက်ကောက်ကြတော့တနိုင်ဆိုပေမဲ့အမီစောပြီးပြန်လိုက်တာပေါ့နော်ဒါကတော့အမီမမနဲ့ဒါကတော့ပပပေါ့နော်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်